ဦးလှမောင်ရွှေခင်ဗျတိုင်းရင်းသားတွေရဲ့အစစ်မြင့်ညီနိုင်ရေးအဖွဲ့နဲ့ဒီကနေ့ချင်းမိုက်မှာတွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်းကျွန်တော်နည်းနည်းရှင်းပြပါလားခင်ဗျာကျွန်တော်တို့ LDC အလုပ်အဖွဲ့ဟာ Senior Delegation ခေါင်းဆောင်တွေကိုလာရောက်ပြီးကျွန်တော်တို့တွေ့ဆုံပြီးတော့တင်ပြတယ်ပေါ့။ရန်ကုန်မြန်မာငြိမ်းချမ်းရေးစင်တာမှာဇူလိုင်လ22ရက်နေ့မှာ NCA ဆွေးနွေးပွဲကိုစတင်ဖို့တစ်ဖက်ခေါင်းဆောင်တွေကသဘောတူတာရှိပါတယ်ဒီနေ့။အဓိကတော့ဒီဝန်ကြီးဦးအောင်မင်းတို့တက်ကော Senior Delegation ခေါင်းဆောင်တွေတက်ကအခုစမယ့်22ရက်နေ့မှာ NCA အများဆုံးတက်နိုင်ဖို့နဲ့အများဆုံးအမှတ်ရေးထိုးနိုင်ဖို့ကိုတစ်ဖက်ခေါင်းဆောင်တွေကဆက်ပြီးတော့ကျွန်တော်တို့ဆန္ဒပြုတာရှိပါတယ်။အကြီးအကဲတွေဘက်ကတော့ Senior Delegation ခေါင်းဆောင်တွေကိုရက်ခံထားတာကအခု20ရက်နေ့စမယ်ဆွေးနွေးပွဲဒီချိန်ထဲမှာပဲပေါ့လေဆွေးနွေးညှိနှိုင်းတာတွေပြည့်နိုင်ဖို့လည်းသူ့အနေနဲ့တော့ဒါဆန္ဒပြုပေါ့လေလက်ခံတာရှိပါတယ်။အဲ့တော့ဝန်ကြီးဦးအောင်မင်းဘက်ကဇူလိုင်လ22ရက်ကျင်းပမဲ့ပွဲမှာ NCA အပြစ်ခတ်ရစဲစာချုပ်ချုပ်ဆိုရေးကိုရက်တစ်ခါတည်းသတ်မှတ်နိုင်အောင်စ조사မှာပေါ့။ဝန်ကြီးဦးအောင်မင်းပြောချင်တာတော့ဒီ22ကတော့တရက်2ရက်နဲ့လည်းပြီးကြတယ်ဒါပေမဲ့ဒီဆွေးနွေးပွဲမှာပဲဒီဆွေးနွေးစရာအချက်တွေအားလုံးကိုပြည့်ပြီးတော့ဘယ်တော့မှလက်မှတ်ရေးထိုးနိုင်မလဲဆိုတာကိုလည်းဒီတိုင်းနိုင်ဖို့တော့ပြောနေတယ်ပေါ့လေ။ဒီလက်တွေ့တော့ကျွန်တော်ဆွေးနွေးပွဲမှာတော့ကြည့်ရပါမယ်။ကျွန်တော်တို့အလုပ်ဖွဲ့အနေနဲ့တော့တွေ့ရတာတော့ဒီ Senior Delegation ခေါင်းဆောင်တွေအနေနဲ့လည်းဒီလိုမျိုးသူတို့အနေနဲ့လည်းအများဆုံးပြုဖို့ဆန္ဒရှိတယ်ဆိုတာကိုတော့သူတို့ထပ်လောင်းပြောတဲ့အတွက်တော့ဒါချက်ကောင်းလည်းဖြစ်နိုင်ပါတယ်။ဟုတ်ကဲ့အခုလက်တလောဒီ DKBA နဲ့အစိုးရတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်တဲ့ကိစ္စကိုဒီနေ့ဆွေးနွေးသေးလားခင်ဗျာကျွန်တော်တို့ကတော့အလုံးဖွဲ့ပြတာဖြစ်တဲ့အတွက်ဒီဆုံးဖြတ်ပေးမဲ့ဟာတွေကိုကျွန်တော်တို့ဒီမှာဆွေးနွေးတာမရှိပါဘူးကျွန်တော်တို့ကတော့အဓိကတော့ဒီဦးအောင်မင်းတို့နဲ့ Senior Delegation ခေါင်းဆောင်တွေနဲ့ဇူလိုင်လ3ရက်နဲ့4ရက်နေ့ဒီဆွေးနွေးထားတဲ့ဆွေးနွေးချက်တွေပေါ်မှာကျွန်တော်တို့က follow up လုပ်တဲ့ကိစ္စရဲ့22ရက်နေ့ဆွေးနွေးပွဲကျင်းပနိုင်ဖို့အတွက်ကျွန်တော်တို့တစ်ဖက်ခေါင်းဆောင်တွေကြားထဲမှာကျွန်တော်တို့အလုပ်ဖွဲ့အနေနဲ့ညှိနှိုင်းတဲ့ကိစ္စပဲအဓိကဆွေးနွေးပါတယ်ဇူလိုင်22ရက်နေ့တွေ့ဆုံပွဲမှာမြန်မာတပ်မတော်ဘက်ကရောတက်မှာလားခင်ဗျာကျွန်တော်တို့ပြည်တော်စုငြိမ်းချမ်းရေးဖော်ရေးဟိုကော်မတီရမူဝါဒပေးထားတာဖြစ်တဲ့အတွက်နန်းကော်မတီမှာလည်းတပ်မတော်အရာရှိတွေပါတာဖြစ်တဲ့အတွက်ဒီ UPWC နဲ့ Senior Delegation ဆွေးနွေးတာလည်းရှိတယ်ရောက်ဒီ NCA ကိုအချောတက်ဖြစ်တဲ့အတွက်တပ်မတော်ကတာဝန်ရှိတဲ့ခေါင်းဆောင်တွေလည်းပါလာမယ်လို့တော့ကျွန်တော်အနေနဲ့တော့ပြောလက်ပါတယ်ဦးလှမောင်ရှိရဲ့အမြင်ရဆိုရင်အဲ့တော့ကျွန်တော်တို့တပီလုံးအတိုင်းအတာနဲ့အပြစ်ခတ်ရစေဘယ်တော့လောက်ဖြစ်မလို့မှန်းထားလဲခင်ဗျာနှစ်ဖက်ခေါင်းဆောင်တွေကဒီကောက်ပွဲမတန်ဒီမှာလက်မှတ်ထိုးနိုင်ဖို့ဆောင်ရွက်မယ်လို့ကျွန်တော်က3ရက်နေ့နဲ့4ရက်နေ့မှာပြောထားတယ်ဒီနေ့လဲဆရာမဒီတော့ before ဆေးလို့ကလည်းဒီအတိုင်းပဲထလောက်ရင်းကြီးကပြောတာရှိတဲ့အတွက်အဲ့တိုင်းပဲဆောင်ရွက်နိုင်မယ်တော့ပြောလဲပါဗျ